ညင်းနှစ်ပိုင်းချင်းလက်မင်းကြီးဟာတိမ်လိုက်တွေကြားတဲ့တဝက်လောက်ပုံကွယ်နေပြီးတောအုပ်ကြီးတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေပါတယ်ဒီတောအုပ်ရဲ့အစွန်မှာတော့ဆင်းရဲတဲ့စိတ်ကြောင်သားလေးတစ်ယောက်ဟာသူ့စိတ်တွေကိုကြောင်းနေခဲ့ပါတယ်နေဝင်ထွားရင်ဒီတောအုပ်ထဲမလာဖို့ရွာသားတွေကတားမြစ်ထားကြပေမဲ့ဆင်းရဲမွဲတေမှုကသူ့ကိုလာဖို့တွန်းအားပေးနေခဲ့တာပါရုတ်တရက်ဆိုလိုတောအုပ်ထဲကနေဟေးစိတ်ကြောင်းသားလေးဒီကိုလာခဲ့ပါဆိုတဲ့အတန်တခုထွက်ပေါ်လာပါတယ်သူကအန်အော်ထိတ်လန့်သွားပြီးရင်းတွေအစမတန်ခုန်လာပြီးမဲ့အဲ့ဒီအတန်မှာဆွဲဆောင်မှုတခုပါနေတဲ့အတွက်သူ့ခြေလန်းတွေကအလိုလေးလောက်ရှေ့ကိုတိုးသွားမိပါတယ်တောင်းအောင်အလဲမှာတော့မီးတောင်နေတဲ့တစ်ပင်အိုကြီးတစ်ပင်ကိုတွေးလိုက်ရပြီးအဲ့ဒီတစ်ပင်ဘေးမှာတော့လူနဲ့မတူတဲ့အရေးမဲကြီးတစ်ခုရက်နေပါတယ်အဲ့ဒီအရေးမဲကြီးကငါကဂျင်းတရေကြီးပဲဒီမှာပိတ်လောင်ခံထားရတာနှစ်ပေါင်းရာချီနေပြီမင်းသာငါအတွက်အလုပ်တစ်ခုလုပ်ပေးမယ်ဆိုရင်မင်းအိမ်မက်ထဲတောင်မထည့်ဘူးတဲ့စီးစိမ်ချမ်းသာတွေကိုပေးမယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီချိန်မှာပဲအမေထီသူစုံမဘူးတဲ့စကားတကွန်းကိုသူသတိရသွားပါတယ်ဒါမျက်စိနဲ့မမြင်ရတဲ့အရာတွေကိုဘယ်တော့မှမယုံနဲ့ပြီးတော့မတရားတဲ့အရာတွေကိုလည်းဘယ်တော့မှအလိုမတူနဲ့တဲ့ဒါနဲ့သူကဘာအလို့လုပ်ပေးရမှာလဲလို့မေးလိုက်တဲ့အခါဂျင်းတရေကြီးကအနီးနားရွာကလူတစ်ယောက်ကိုဒီကိုခေါ်လာခဲ့ပြီလို့ပြန်ဖြေပါတယ်ဒီစကားကိုကြားလိုက်ရချင်းမှာတော့စိတ်ကြောင်းသားလေးဟာကြောက်လန့်တကြားနဲ့ချက်ချင်းညှင်းဆန်လိုက်ပြီးနောက်ကိုတွန်းဆုတ်သွားပါတော့တယ်ငါခိုင်းတာကိုမလုပ်ဘူးဆိုရင်မင်းကိုဒီမှတင်အဆုံးသတ်ပြမယ်လို့ဂျင်းတရေကြီးကဒေါသကြီးအော်ဟစ်လိုက်ပါတယ်ချက်ချင်းပဲဂျင်းတရေကြီးရဲ့အရေးဟာကြောက်မဲ့ဖွယ်ကောင်းတဲ့ပုံစံပြောင်းသွားပြီးမီးတောက်တွေလည်းပိုကြီးလာလို့တစ်ပင်ကြီးလည်းတုန်ခါသွားပါတယ်ဒါပေမဲ့စိတ်ကြောင်းသားလေးဟာမျက်စိကိုညှိပြီးအတန်ကျဲကျဲနဲ့အာလာဟူအိုက်ဘာလို့ရွတ်ဆိုလိုက်ပါတယ်အဲ့ဒီလူရွတ်ဆိုလိုက်တာနဲ့တပြိုင်နက်ပတ်ဝန်းကျင်အခြေအနေဟာချက်ချင်းပြောင်းလဲသွားပါတယ်ဂျင်းတရေကြီးဟာနာကျင်စွာအိုဟိရင်အရေးတွေကျုံဝင်သွားပြီးမိခုံးမွေတွေအဖြစ်ပျောက်ကွဲသွားပါတော့တယ်ပျောက်ကွဲကနီးမှာဂျင်းတရေကြီးကထမှတ်ထားလောဘဆိုတာလူကိုဖျက်ဆီးတတ်တဲ့အရာပဲလို့နောက်ဆုံးစကားကြံရစ်ခဲ့ပါတယ်မနက်မိုးလင်းတဲ့အခါမှာတော့တောအုပ်ကြီးဟာပုံမှန်အတိုင်းတိတ်ဆိတ်နေပြီးမီးတောင်နေတဲ့တစ်ပင်ကြီးရောအရိမဲကြီးရောမရှိတော့ပါဘူးစိတ်ကြောင်းသားလေးဟာသူ့ရဲ့စိတ်တွေကိုခေါ်ပြီးအိမ်ပြန်လာခဲ့ပါတယ်ဒါပေမဲ့အခုအချိန်မှာတော့သူဟာအရင်ကလိုကြောက်ရွံ့နေတဲ့သူမဟုတ်တော့ပါဘူးသူဟာနေဝင်သွားရင်ဒီတောအုပ်ဘက်ကိုဘယ်တော့မှမပြန်လာတော့ဘူးလို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့လောဘကိုအနိုင်ယူနိုင်တဲ့သူဟာတကယ်သူရဲကောင်းပါပဲဆိုတဲ့စကားပုံလေးကဂျွာထဲမှာအတော်လေးနာမည်ကြီးသွားခဲ့ပါတော့တယ်